စားစားကောင်းကြီးတို့ဒါပင်မတော့ရပြီဒီညတော့ကောင်းကောင်းအနားယူလိုက်ကြအောင် ပင်မတာပေါ့ဗျာမိတော့မှစားစားဆောင်ကြိုက်နေရပြီဗျာ ကောင်းကြီးတွေအကုန်လုံးလိမ်မာကြတယ်တကောင်းမှပိကက်ကမပေါ့ ဟုတ်တယ်ဗျာအဲ့ဒါကြောင့်လည်းမီးတွေကိုအပြစ်ဖို့ပေးထားတာဗျာသူတို့မအေးရနေပါစေဗျာသူတို့တွေနှွေးထွေးတဲ့အေးရပြီးတာပါပဲ ဒီနေရာမလို့မီးဖို့လို့ရတာမနေ့ကဆိုရင်စထွက်တော့နေငါတို့ view ဆက်ရတော့မှာရန်သူနဲ့တားနီးလာ အဲ့ဒါဆိုရင်လည်းမရှိပါဘူးဆရာထုံးကြီးသူတို့ကောင်တွေကတနတ်တန်တို့လက်နဲ့ကြီးတယ်လို့ရင်မနေပါပြီဗျာ ဟောလူတွေတော့မှကာကွယ်ရှေ့နေအောင်ပြေးကြလွှားကြသေးတာပဲကွာသူတို့လည်းလန့်တဲ့ခါလန့်ကြပြီမပေါ့တိုက်ပွဲဖြစ်လို့ပြေးကြလွှားကြတဲ့ခါကျရင်သူတို့လေးတွေကိုအမြဲဆုံးပြန်ပြီးတော့စူးစီးနိုင်ဖို့ရေးကြည့်တယ်ကွာဟောစိတ်လာဗျာကျွန်တော်ကောင်လေးကြီးမနေ့ကလမ်းဖို့လုပ်ပေးပါဦးဟုတ်ကဲ့ ဒီဗျာဘယ်သားသမီးကိုလည်းချစ်ရကိုယ့်ရဲ့လောက်ဖွင့်ကံမဲ့သားသမီးကိုလည်းဂရုစိုက်ရနေဆိုတော့ချစ်ရတယ်သူကြီးများနေပြီဗျာ အေးသားသမီးတွေအတွက်ကတော့သူတို့ဂရုစိုက်မယ်သူတို့အမေရှိပါသေးတယ်ဒီကောင်လေးတွေကပို့ပြီးရေးကြည့်ပါပဲသူတို့နေမကောင်းဖြစ်တဲ့ခါတစ်ခုဖြစ်တဲ့ခါကျရင်ဘာမှပြောတတ်ရှာမှာမဟုတ်ဘူးသူတို့ရဲ့အမူအရာလေးတွေကိုကြည့်ပြီးတော့သူတို့ကဂရုစိုက်ပေးရတာတကယ်ကိုမိသားစုဝင်တွေလိုပါပဲကွာကောင်းနေနေခေါင်းနဲ့တမီးထိုးပြအောင်ရကောင်းနေနေမော်တာရအားလုံးကဒီပြုမိတာနေတယ်တကယ်ကြီးတဲ့ကောင်တွေပြန်ဆွဲတာဟဲ့ပြတဲ့ဒီကောင်တွေပြန်ဆွဲတကယ်ကြီးတဲ့ကောင်ငါလည်းဆွဲမယ်ဟုတ်ကဲ့ဆရာဟောခရီးတော့ကြတကယ်ကြီးကြတယ်ဟိုလေဟိုဒီပတ်တော့ကြဟိုမှာတကယ်ကြီးကောင်းတယ်ဟိုဒီဟဲ့
စားမကြည့်ဘူးမကြည့်ဘူးမမို့လာနေသမင်းစားအောင်အင်းနဲ့ဝင်မလာတော့ပါဘူးခဏလောက်အော်ဟုတ်မမို့ဘာရေးကြည့်လို့လဲကိုထုံးနဲ့ကိုမြသိန်းတို့ဆရာတပည့်လေရှေ့ထဲမှာဒဏ်ရာရလို့တဲ့အဲ့ဒါလာပြောတာဖေ။ဘာဖြစ်သွားသေးလဲဟိုအချိန်နေဘယ်လိုရှိလဲအသက်အန္တရာယ်မစိုးရင်ရပါဘူးတဲ့ဒါမဲ့ဆေးရုံတော့တက်နေရတယ်ဟိုကြားချင်းလေမမိုးလဲစိတ်ပူသွားတာအခုအချိန်နေကောင်းပါတယ်တဲ့ဟိုခြေလက်မျက်လုံးဘာမှမဆုံးပါဘူးတဲ့အဲ့ဒါတက်ရေးပူရခေါ်ပြောတာဆင်းရဲလိုက်တော့မမိုးရဲ့ဟိုကိုထုံးပြောတော့ရှေ့ထဲမှာသူတို့ကစစ်မတိုက်ရဘူးဆိုဟိုစစ်ကြောင်းရဲ့အလဲရဆိုဘာဖြစ်လို့တန်ရာရတာလဲသူတို့ကရှေ့တန်းစစ်စင်ရေးဆိုတော့ဒီလောက်တော့ရှိမှာပေါ့မကြည့်ဘူးရဲ့ဟိုခြေလင်တက်ကတိုက်ရတာဆိုပေမဲ့ဟို BE တို့ဟိုဆက်သွယ်ရေးတို့ထောက်ပို့တို့ဆိုတာကလည်းဦးစားပဲတူတူတွေပဲမလားဟိုအရင်းနဲ့အကြောင်းဆိုလို့ရှိရင်လေတိုက်ပွဲနိုင်မှုအတွက်အလုံးဝိုင်းပြီးလုပ်ကြရတာထိတ်ချင်လဲထိတ်မှာပေါ့မမိုးကိုကြည့်ရတာဘာမှမဖြစ်သလိုပဲနော်စိတ်မပူဘူးလားယင်အမလေးတဲ့ရေးပူကြီးခေါ်လို့သွားတော့ရလေလေထူးပူပြီးတော့လေကြောင်ကရမ်းနဲ့ဟိုလုံကြီးအစ်လေးကောက်လဲတာလေအဲ့ဒါထက်စင်ဆောင်ထိုးဖြစ်နေလို့ပြန်ပြောင်းပြီးတော့ဝေးရတာတော့သိလားအခုမှလေအချိန်ကြီးကောင်းတယ်ပြောလို့လေစိတ်အေးသွားတာဟိုမမိုးသားလေဟိုဒီလိုငိုယိုပြီးတော့လာပြောလို့ရှိရင်အမကြည့်ပြီးဘယ်လိုလုပ်မလဲဟမ်ကလေးတွေပါအားလုံးငိုယိုကုန်တော့မှာပေါ့မမိုးပြောတာလည်းဟုတ်တာပဲအဲ့ဒါပြောတာသွားတော့မယ်နော်ဟုတ်ကဲ့မမိုးကျေးဇူးပါပဲနော်ချိတ်ပါဖြစ်သေးလဲဗျဘာဖြစ်ပါတတ်တာရနော်ဟုတ်ကဲ့တတ်တာပါလေကိုအနာရီပိုင်းလည်းကောင်းကြက်ပြီထင်တယ်ဗျဟုတ်ကဲ့ကောင်းပါတော့ဆရာရောဘာဖြစ်သေးတော့ဗျဘာလို့ဖြစ်လို့လဲ နော်တတ်တာပြီလားဗျဟုတ်တက်တာ အနာလည်းကြက်ပြီထင်တယ်ဗျချီတော်လည်းကောင်းလှုပ်လို့ရပြီနော်ဟုတ်ကဲ့ဆရာရောဘာဖြစ်သေးတော့ဗျဖြစ်တယ်နော်အနာလည်းကောင်းကြက်ပြီနော်ဟုတ်ချက်ပါကောင်းလှုပ်လို့ရပြီနော်ဟုတ်ကဲ့အနာလည်းကောင်းကြက်ကြပြီဆိုတော့ဆရာတို့လည်းမကြခင်စိတ်အောင်ဆင်းရတော့မှာပါဗျဟုတ်ဘယ်နဲ့ကြီးစားမှန်းတာဆိုတော့တန်ရာလေးတော့နည်းနည်းတော့ကြီးသွားတာပေါ့ရုံမတိကြတာပဲကန်ကောင်းပါလေဗျဟုတ်ကျေးဇူးပါဘုရားဟုတ်ကဲ့ပါဒီမှာဘာဖြစ်သေးလို့ဗျာနော်တတ်တာနော် ငါတို့လည်းဆေးရုံတက်နေတာရက်20လောက်ရှိပြီဆိုတော့ခြေထဲမှာကြံခဲ့တယ်ငါတို့ကောင်လေးတွေကြမ်းမဘေးကင်ရလားမသိပါဘူးပါအစိမ့်ပြန်ပါဆရာထုံးပါဟိုကျွန်တော်တို့ပြန်လာပြီးတဲ့နောက်ပိုင်းမှာတော့ဘာတိုက်ပွဲဖြစ်သွားမှာကြားအောင်ဗျာဟာဘုရားဆေးရုံဘယ်လိုရောက်လာလဲယာယီတောင်းဝင်လာရင်နဲ့ဆေးရုံလာတာပါဗျာကဲရော့ကျေးဇူးပါဟုတ်ကျေးဇူးပါဒါတော့ဆေးရုံတက်ထောက်ပံ့ငွေတင်ရပေးတဲ့ပြင်ကာကဘန်ကတယောက်ကို3သိန်းစီထောက်ပံ့ပေးလိုက်တယ်ဟုတ်စားကြရတော့ကျွန်တော်စင်တာပေါ့ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘိုးကြီးကျွန်တော်တို့လည်းစေးုံစင်ရကနီးနေပါပြီဗျာကျွန်တော်တို့ဆေးရုံဆင်းလို့စီနာပြည့်တဲ့အချိန်ကျရင်ရှေ့တန်းပြန်တက်လို့ရပါပြီဘုရားဟာခင်ဗျားကိုရှင်းတက်ဖို့မလိုသေးဘူးလေဗျာရှေ့တန်းမှာရက်ကစုပုံရေးကိစ္စတွေပြီးလို့မကြခင်နောက်တော့ပြန်ဝင်တော့မှာကာကဘန်ကလည်းခင်ဗျားတို့နှစ်ယောက်ရဲ့လောက်ဆောင်ချက်တွေသဘောကျလို့အတိမတ်ပြုတဲ့အနေနဲ့ထောက်ပံ့ပို့ဆောင်ရေးတင်ကြောင်းကိုပြောင်းပေးဖို့စီစဉ်နေကြတယ်ဗျအဲ့တော့ခင်ဗျားတို့ရဲ့သဘောဆန္ဒကိုမေးခိုင်းတာကျွန်တော်ကတော့အဲ့ဒီကိုမသွားချင်ဘူးမသွားချင်အကြောင်းပြချက်ပြောပါအောင်ဗျာတိုးတဲ့တောင်ထဲမှာကျွန်တော်တို့ကောင်လေးတွေကိုထိန်းချောင်းရင်တင်ချရင်းနဲ့ပဲလွတ်လွတ်လပ်လပ်ပြောပြောဆိုရင်တောင်ဝင်ထမ်းဆောင်ရတာကိုသဘောကျတယ်ပေါ့ဘုရားဟုတ်တယ်ဘုရားဟိုပင်မနာအကြောင်းမပေါ့ဗျာကျွန်တော်တို့ကလည်းကျွန်တော်တို့ကောင်တွေအတူနေပြီးတော့အလုပ်ကိုတူလုပ်ချင်နေတယ်ဗျာအဲ့ဒါဆိုလည်းရပါတယ်ဗျာကျွန်တော်တင်ပြပေးပါမယ်ကာကပန်အောင်လူကြီးတွေကတော့ကောင်းဆုံးဖြစ်အောင်စီစဉ်ပေးလိမ့်မယ်
ဖေဟိုမှာကြည့်မမမေတ္တာပန်းမင်နာမှာဘာလုပ်မယ်ထင်လဲ သူကြည့်ပေးမဲ့ဘန်းနှပွင့်ကိုယူနေတာပေါ့စအောင်သိနေပြီပဲဟာတော်တော်လူလေကြားရကောင်းလေ တိတာဝညီမလေးရဲ့မမကအပြင်ထွက်စော်တိုင်းပန်းလေးတွေလုံးနေကြပဲလေ မမမေတိစာဘာလို့အဲ့လိုလုပ်နေရလဲဟိုတခါတော့မကောင်းဘူးနဲ့ ကိုကြီးလည်းမေးချင်တာညီမလေးရောတိလာရင် တားပြောလို့ပြန်ပြောနေတော့ကိုကြီးလူကြတားကိုစိတ်ဆိုးပြီးတော့စကားမပြောပဲနေမှာဆို မပြောပါဘူးညီမလေးရဲ့ကိုကြီးလည်းမာကြီးကိုကြောက်တာပဲလေ မအရင်စိတ်ကူးရင်တတ်တာပန်းလေးတွေကိုလည်းသူ့ရဲ့စိတ်ထဲမှာတက်ရှိလို့ထင်တာလေဒီကိုင်းလေးကမှပွင့်နေတဲ့ပန်းလေးတွေကစကားပြောချင်အဖော်မရှိပဲနဲ့အားငယ်နေမှာစိုးလို့တဲ့ချီးပြလိုက်တော့စကားပြောလို့ရင်မပေါက်ပေါက်ရှာရှာဟဲ့နင်ရလဲမမရဲ့စိတ်ထဲမှာပန်းလေးနှစ်ပွင့်ကအထီးကျန်ဖြစ်မနေတော့ပဲနဲ့တရုံးစင်တွေပုတ်ဖြစ်သွားကြရဲတဲ့အဲ့ဒါကိုပဲမမကကြည့်ပြီးပျော်နေရဟာ ရိုးရှင်နေရလို့ပဲနော်စိတ်ကူးရင်တက်လိုက်တာအဲ့လိုစိတ်ကူးရင်တာကိုပြောပြရလား तू ကမပြောပြပါဘူးဒါအတိကျတော့စတင်းမင်းမမကပြောပြပြီးတော့ဘသူ့မှလည်းပြန်မပြောပါဘူးတဲ့ဒါတော့လေဘသူ့မှပြန်မပြောပါဘူးနော်ဟုတ်နော်ကိုကြီး ဒါပေါ့ညီလေးရဲ့ပြောရရင်မမရဲ့စိတ်ကူးကချစ်စရာကောင်းတယ်နော်ကိုကြီးထင်မမအထီးကျန်မနေခြင်းဘူးဆိုတာသိကြတယ် ကိုကြီးအထီးကျန်နေဆိုတာဘာလဲဟိုဘာလဲအထီးအမနှကောင်နဲ့ကအမတကပျောက်သွားတယ်လို့မဟုတ်လားဟင်ပောက်ကြရရဲ့ဟဲ့နေဆိုင်မမြတ်ဖက်ကြီးလိုက်တီးလိုက်မယ် 你那里送来哩？对啦，我给伢表你讲嘞，嗨姑爷，我你姑娘啥子啦？啊，陪月洗了嘛，陪月买老冷就家啦，啥就啥嘛呀嘛喏？ ကြက်ပါတယ်မာကြီးရဲ့မာကြီးလိုရှစ်တန်းရတော့ပိုတော့ကြအောင်မှာ 嘿，超单嘞业绩啦呗，啥会昂价呀好，俺就嘛让别人呢啥子变呢？ တားစာချက်ပါရနော်ဟိုကြာဖေးလိုက်ပြန်တိုင်းမှာဆိုဟောမဖေဖေနဲ့တရုတ်ဖေဖေကပြန်လာတော့မှာဆို 阿妹，你也不รู้家？ ဟိုအင်းကြီးဖြူခင်းနဲ့မမေတို့ကပြောနေကြတာဟိုလေစေးအောင်တက်တာရောပြောက်သွားပြီတဲ့အဲ့ဒါလေမကြခင်ပြန်လာရတော့မှာတဲ့ ယောဂဖြစ်တာမဟုတ်ပါဘူးကွာရှေ့ထဲမှာဒဏ်ရာရတာပါကွာ 你呀嘞，个里有牌表呢，都得有表吧是？ ကိုကြီးဒဏ်ရာရဆိုဘာများလဲဟုတ်ပြန်ပြီနေထားလေးတော့မသိဘူးလားငင်ကောင်တော့ဆော်ရင်လည်းချိန်မကွဲသွားတာလေအေးအဲ့ဒဏ်ရာရပေါ့ဟာအော်တိပြီအဲ့ဆိုရင်ဖေဖေနဲ့ဦးထုံးတို့ကချိန်မကွဲလို့စိတ်ရောက်တာရပေါ့ ကဲတော်ပြီဒီတော့စကားကြီးနားထောင်ရတာငါမောတယ်နောက်တစ်ခါငါပြင်ထွက်ရင်တို့ဘယ်တော့မှလိုက်မလာကြနဲ့ပြန်မယ် တာရုပါတာရုလိမ်မာလိုက်တာဖေကိုချစ်တတ်လိုက်တာဗျာတကယ်သားလေးတာဖြစ်လိုက်ပါ ဘာဖြစ်လို့လဲဖေရဲ့တမင်မင်းကလေးကိုမချစ်တော့လားတောက်ယောက်ျားလေးကိုပို့ချစ်တာ အဲ့လိုမဟုတ်ပါဘူးတားကြလေးဆိုရင်အဖေကအားကိုးလို့ရတဲ့စစ်သားကြီးဖြစ်အောင်လုပ်ခိုင်းမလို့ပေါ့ အမလီစစ်သားဘဝကိုလေရှင်းတယောက်တည်းနဲ့ပဲအဆုံးသတ်လိုက်ပါကိုထုံးရဲ့ကျမသမီးတွေတော့ရှင်စွဲမထည့်ပါနဲ့ မင်းရတယ်ကွာစတာပါတမီးကိုစစ်သားဖြစ်အောင်လည်းလုပ်ခိုင်းလို့မရပါဘူး ပြောလို့မရဘူးလေမမေရဲ့ဒါလေစစ်သားဖြစ်ချင်းဖြစ်သွားနိုင်တာ မင်းကလေးစစ်တာမရှိသေးပါဘူးဆို तू ကလည်းစို့တင်မယ်နော်လုတ်ချင်ရင်စစ်စေးရုံကတူနာပြီးဘူကြီးရေလို့လောက် တာအဲ့လိုမလုပ်ချင်ပါဘူးဒါလေဟိုဒီနေ့ကဒီမှာကြည့်ရတယ်လေမူလာကားရလေကောင်မလေးတွေပဲလုံမှာ ဆိုစမ်းပါဦးမူလန်းကဘာလေးလုပ်လို့လဲ အရင်ကလေမူလာကမင်းကလေးဖေးရဲ့တရုတ်ပြည်မှာစစ်တွေဖြစ်တော့ဘီအေးအမိတ်နဲ့စစ်သားတွေစုပါလေအဲ့ချိန်မှာမူလာရဲ့အဖေကခြေထောက်တစ်ဖက်ကမတန်ဘူးမူလာကသူ့ရဲ့အဖေကိုတည်းယောက်ျားလေးဟန်ဆောင်ပြီးစစ်တပ်ထဲကိုလိုက်သွားတာပြီးတော့မူလာတော်ရဲဆိုပြီးတော့နောက်ဆုံးမှာစစ်သူဖြစ်သွားတာဖေးလေ အာပောက်ပြရတယ်ရှောက်ပြောမနေနဲ့ခင်သစ္စာနော်ဒါတွေကစိတ်ကူးရင်လို့ကောင်းတဲ့ຢာတွေမဟုတ်ဘူးဒါတွေရှောက်ပြောတာ
တားတော့လေစစ်သားကြီးပဲလောက်မှာမဲပြောတားအဖေသွေးပါရင်ဆိုတို့ရစကားပြောတာဆို မလီဟဲ့တာနဲ့နင်ဟာလေခေါက်ရိုးကိုကျိုးနေတာပဲအချိန်ကြီးကိုပါလို့ညီးရနော်ကြည့်လာမှဘာဖြစ်လာမလဲစောင့်ကြည့်ရအောင်မယ်တားနဲ့ကဲပဲ မကလည်းငြိမ်ညာပဲမကြီးလိုက်ပါလို့မလဲ အမလောလောဆယ်စားပဲကြက်တယ်ဘာမှစိတ်ကူးမြင်တယ်စားပြီးတော့မှဖေးတဲ့တာသမီးဖြစ်မှာ ကောင်းတယ်ဖေးတဲ့သားတဲ့ဆရာမကြီးဖြစ်အောင်လုပ်ဒါမှမဟုတ်ရင်အင်ဂျင်နီယာမကြီးဖြစ်အောင်လုပ်ဖေးပင်စင်ယူတဲ့ခါကျရင်တပည့်လို့စာထိုင်စားလို့ရပါ မမေသမီးကြီးကစာကိုပဲစိတ်ဝင်စားတယ်စာဘက်ကိုအားတာတယ်ဆိုတော့မမေသိပါတယ်သမီးကြီးရဲ့မမေသမီးကြီးအတွက်ဘာလုပ်ပေးရမလဲဆိုတာမမေအမြဲတမ်းစဉ်းစားနေတာပါ မင်းရလေကွာဘာစဉ်းစားကြလို့လဲကွာတက်တဲ့အကြောင်းတွေလည်းကောင်းပါတယ်လူသားအဓိကပါ ရှင်ကဒီလောက်ပဲသိတာကိုကိုထုံးရဲ့ ငါသားနှစ်ယောက်ကတကယ်ကိုတိမ်ပါတယ်ကွာအားလည်းအားကိုရတယ်ဟမ်တယောက်ကနှိပ်ပေးတယ်တယောက်ကစိတ်လုံးပေးတယ်ဟမ်အားကိုရတယ်တွေ့လားအားကိုရတယ် အဲ့ဒါဖေးပြန်လာတဲ့အချိန်မလို့ပါတော့ကြံတဲ့အချိန်များဆိုရင်လေဘာမှမအေးဘူးကူပေါ်လောင်ပဲရတာမဟုတ်ဘူး တားကိုမမေကိုကူရတယ်ဈေးဝယ်ပေးတယ်ရေးခတ်ပေးတယ်လေ တွေ့တယ်မလားမင်းရတယ်ကွာဒီမှာနောက်ဆိုရင်ငါတို့လည်းမင်းနဲ့အေးဆေးထိုင်စားတော့ပေါ့ အမလေးဆူတောင်းနေပါဦးမယ်တော့ထိုင်မဲစားမလားချွေးမတွေပါခေါ်ပြီးတင်ကျွေးထားမလားဆိုတော့ကျမစောင့်ကြည့်ပါဦးမယ်တော့ ဟေးတာ ဖေကိုဘဝဆရာကြီးပြောနေတယ် ဘာပြောလဲတိုင်း ဟိုဖေဒဏ်ရာရတာအေးဆေးပါတဲ့ ဟင် ကျော်ဟိမှန်မှန်တာတဲ့ ဟော ဖေအဲ့ဒါဘာပြောလဲ အဲ့ဒါဘာဆိုင်ရတော့နောက်လိုက်တာပဲဟိုရင်တော့ဟာစိတ်ရုပ်ရှင်နေတယ်မှာလေဟိုတနက်ပြခိုင်းပဲပါတယ်မို့လားအဲကျော်ရင်ကိုတန်ရာထိလို့ရှိရင်လေသိလောက်တဲ့တန်ရာထိမထိဘူးသူရှက်ထိကျော်ရင်ကဘယ်တော့မှမသိဘူးအဲ့ဒါကြောင့်ကျော်ရင်မှမှန်တယ်လို့တာကိုစပြီးနောက်ပြီးပြောလိုက်တာ အော်တားလိုက်ထင်ပါတယ်ဘဝဆရာကြီးကဖေကိုလောက်နေမှတားသိရဲ့ဘာဖြစ်လို့လဲဆိုတော့ဖေကကျော်ဟိနဲ့မှမတူဘူး မင်းကလည်းကွာကိုဖေကိုအဲ့လိုမပြောပါနဲ့ဖေဖေလည်းရုပ်ရှင်မင်းသားနဲ့တူပါတယ် ဒါပြတ်တယ် ဟိုလေစပင်တူတူနဲ့ဝေးလူကျော်နဲ့တူတာ ဝေးကြတယ်ဒီက ဝေးလူကျော်တက်ကြီးရဲ့ပုံနဲ့လေ အာသားကြီးရတယ်ကွာဒီကနေ့တော့မရောက်ဘူးဟာမင်းကြမှာအသက်ကြီးရဲ့ပုံနဲ့တူရသလား တော့ကလေတော့သားတွေကိုအထင်သေးတာကိုတော့သူတို့ကလေ TV ကလာတဲ့ရုပ်ရှင်တွေကိုမလွတ်တမ်းကြည့်တဲ့အပြင်လေမကျင်တတ်လို့ရှိရင်ဟောဒီခွေးပါထိုးကြည့်သေးတာတော့ယုံမလားအခုဟမ် ယုံပါပြီဗျာယုံပါပြီအခုတော့မှကြည်စမ်းမအောင်ဘူးလေးကျော်နဲ့တူတယ်တဲ့နောက်ဆုံးတော့ဘာဖြစ်လဲဘူးလေးကျော်အသက်ကြီးတဲ့ပုံနဲ့တူတယ်တဲ့ တူလိုက်ပါတော့လားနော်ချောချောလေးနဲ့ တက်တယ်ဆိုရင်မတုံးတော့နော်တက်တယ်ရတယ်ဘာကြနေလဲချိုးတာခဏနေတက်လောက်တယ် အားတော်ကြီးတို့ပွဲလဲကြော်ပဲဟောတနေရာပြီးတနေရာဆင်နွှဲနေကြတယ် သူတို့လည်းစစ်သားရွယ်လေဗျာမင်းမင်းရွယ်တဲ့တာဝန်ရဲနေမှာတော့ရာနှုံးပြည်ပြီ ကဲတာကြီးတို့ငါတို့နဲ့အတူစွန်းစွန်းစားစားနဲ့မိနာခံပြီးပြင်ပန်းပန်းတိုက်ပွဲဝင်ခဲ့ကြတဲ့အတွက်ကျေးဇူးပဲရှိတယ်ဒါနဲ့အခုပဲပြင်ကြပါ အကျဉ်းအပြည့်တော့ရှမ်းတက်လို့သိရဆရာကြီး လာရှုံးလည်းရှိတာဟောဒါပေမဲ့အင်အားပြင်းနေမှာပေါ့ဗျာ ဒီကွာဘေးမတင်ရမခပဲနဲ့အကောင့်တိုင်းပြန်လာနိုင်ကြပါစေလို့တောင်းပေးပါတယ်
နာကိုရဲ့အရေးကြီးဆုံးစိတ်ပိုင်းဖြစ်တဲ့နှလုံးကျန်းမာရေးနဲ့တကွစစ်ဆေးကုသခြင်းလုပ်ငန်းအားလုံးကိုကန်တာယာအထူးကုစေယုံတကြီးမှအဆင့်အမြင့်ဆုံးစနစ်များဖြင့်တာဝန်ယူဆောင်ရွက်ပေးနေပါသည်။ကန်တာယာအဆင့်မြင့်စေယုံကြီးမှနိုင်ငံတကာအဆင့်မီဝန်ဆောင်မှုများဖြင့်လူကြီးမင်းနဲ့အတူမိသားစုအားလုံးကိုပျော်ရွှင်ချမ်းမြေ့စေပါဖြစ်ပါသည်။နောက်ဆုံးပေါ်စစ်သည်ကြီးများကျွမ်းကျင်ဖော်ရွေတဲ့ဆရာဝန်ကြီးများစီမှာစစ်ဆေးကုသမှုခံယူနိုင်မှုဖိတ်ခေါ်လိုက်ရပါတယ်။ကန်တာယာကျန်းမာရေးအတွက်အဖြေရှာအကောင်းဆုံးဆေးရုံကန်တာယာအပြင်မှာလူရိတ်တွေ့ပါတယ်အထက်လဲဝင်မလာပါလို့ဆိုပြီးကြည်နေတာမတ်တက်ကြည်ရက်လို့တော့အထက်ကိုလာလေးမကြည့်ပြီပဲဘာဖြစ်လို့လဲနင်များတွေရန်ဖြစ်လာကြလို့လားပြောပါအောင်အချိုးချောက်သိရအောင်လို့ကျမအဖေတော်လေးနေမကောင်းဖြစ်နေတယ်မမိုးရဲ့အမေရလေအတမီရှင်မင်းပြန်လာခဲ့ကျမဘာလို့မှမသိဟိုစာတိုက်ကနေရောကျင်းနေရုံကနေအမေကအကြောင်းကြားထားတာမမိုးရဲ့မိဘနေမကောင်းဖြစ်တာပဲအေးကိုပြန်မှာပေါ့ခွင့်တင်လေတိုင်းပူစီမမိုးလိုက်ဖို့ပြင်မယ်နော်ဘာလဲကိုထုံးကမပြန်ခိုင်းတာလားသူတော်ဘာမှတိချမသိသေးပါဘူးမမိုးရဲ့ကျမတို့ကိုပြောဖို့လေဝင်လေးနေအခုချိန်အိမ်ပြန်ဖို့လေကျမမတက်တိမရှိဘူးဘာဖြစ်လို့လဲမကြည့်ပြီလေအမေကိုယ်တိုင်ရအောင်လာစီတင်လို့တနေ့ပါလာသေးတာပဲကျမမိဘတွေအရင်ချမ်းသာတာမမိုးကျမကဦးထုံးမျက်နှာတစ်ခုလေးကြည့်ပြီးဒီစစ်တပ်တွေကိုလိုက်လာခဲ့တာအဲ့ချိန်လုံးကဆိုအဖေကကျမကိုအမွေပြဲဆွလို့မယ်လို့ပြောတာတော့ကျမနားမထောင်ခဲ့ဘူးအဖေခုလိုမျိုးအခြေအနေမကောင်းတော့မှအမွေလေးလိုချင်လို့အိမ်ပြန်လာတယ်ဆိုတာမျိုးလေကျမပြောမခံနိုင်ဘူးမမိုးရဲ့ကျမမဖြစ်တယ်ကျမရဲ့နှောင်းထားရဘာလို့မသိအဲ့လိုပြောတာကကိုထုံးကြလို့ရှင်စိတ်မကောင်းဖြစ်နေတော့မှပဲမကြည့်ပဲဒါရီကအမှားမဟုတ်ပါဘူးနောက်နောက်ရစရာလည်းမလိုဘူးလေလူတိုင်းကဒီလိုပါပဲငယ်စဉ်ဘဝမှာကိုချစ်တဲ့သူတွေ့မယ်ကိုချစ်တဲ့သူကိုမျက်နှာလိုရွေးချယ်မယ်ဒါတဘာဝပဲလေအဲ့ဒီချိန်တော့ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ခံစားချက်ကိုပြန်ပြီးသတိရလိုက်ပါလူတိုင်းအရွယ်နဲ့လိုက်ဖက်တဲ့အတွေးကိုတွေးခဲ့ကြတာပဲလေဒီအတွေ့ရမှပြန်ပြီးတော့အဲ့ဒါတွေကိုတွေးပြီးတော့ကိုအဖြစ်တင်မနေပါနဲ့စိတ်ပင်ထဲမှာမကြည့်ဘူးရဲ့ကိုထုံးဆိုတာလေလေစစ်သားပြပြတတ်တာနဲ့လူယူလူပြောင်းတယောက်ပါပြီးတော့လေမိသားစုကိုအင်မတန်မှချစ်တဲ့သူကဲပါငုံနေပါနဲ့မိဘအတွက်လေလေသားသမီးဆိုတာထာဝရပါပဲအဲ့တော့ပြန်ရရှိတာလေရင်ကော့ပြီးသားပြန်ပလိုက်ဟုတ်ပြီလားနော်မကြည့်ကျမအဲ့ဒါကြောင့်လို့မမိုးအားကိုရင်ဖွင့်ဖို့အတွက်ရောက်လာတာ
ကိုထုံးအထင်လွဲမှလည်းစိုးတယ်မမွေးအမေကလည်းကျမအကြောင်းအမြဲစုံစမ်းနေတာတကယ်လို့အဆင်မပြေချက်ချင်းအိမ်ပြန်လာဖို့လည်းအမြဲတမ်းမှားတယ်ကျမသမီးလေးတွေရဲ့ရှေ့ရေးလည်းရှိသေးတယ်မလားမမိုးရဲ့ကျမဘာဆက်လို့မှန်းတော့မသိတော့ပါဘူးအဲ့ဒါတော့ကိုထုံးနဲ့ကအကောင်းဆုံးတိုင်ပင်ပြီးတော့လုပ်ပါတော့မှကြည့်ပြီပဲပြန်မယ်ဆိုလဲမမိုးကူညီပေးမယ်လေဟုတ်ကလေးတွေထားခဲ့မယ်ဆိုလဲစိတ်သာချမမိုးကူတောင်းဝင်ထားပေးမယ်နော်ကျေးဇူးပါပဲမမိုးရဲ့ကိုထုံးပြန်လာတော့မယ်ထင်တယ်ကျမသွားတော့မယ်နော်မမိုးဟေးတော့ကျေးဇူးတင်ပါတယ်မမိုးအဆင်ပြေပါစေနော်ကိုနော်မကိုပြောစရာရှိလို့ပြောလိနေခင်းတည်းကပြောမလို့ပဲဒါပေမဲ့သမီးတွေအိတ်တဲ့အချိန်စောင့်နေလို့သမီးအရှင်ကပြောလို့မဖြစ်ဘူးဆိုတော့ဘာကိစ္စမလို့လဲနည်းနည်းတော့ထူးခြားနေတော့မြို့တွေကစားလိုက်စီးမှအိမ်ကိုလာတယ်ကိုရန်ကုန်ကအမေစီကဖုန်းလာတယ်တဲ့အဖေကတော်တော်အခြေအနေစိုးနေပြီတဲ့ကျမ်းမာကြီးကတော်တော်ကိုစိုးကားနေတာတဲ့ကိုရဲ့အကြောင်းကြောင့်တက်တယ်ပဲလားပြန်လာဖို့မှားသေးလားအဲ့လိုမမှားပေမဲ့အိမ်ကိုပြန်လာစေခြင်းတဲ့သဘောလို့တော့ညီမထင်တာပဲအဲ့ဒါညီမကိုတိုင်မင်တာဟုတ်အိမ်ပြန်ခြင်းလဲဆိုတာလေတခြားအကြောင်းကိစ္စတွေလည်းပါတာပေါ့လေဆက်တဲ့ဖြတ်အမွေဖြတ်ပြီးတော့ဒီတိုင်းနေလာခဲ့တာတော့မှသမီးတို့တသက်ရှိကိုချိန်ကြမှာပြန်ဆက်တယ်ဆိုတော့ဘာကိစ္စနဲ့ဖြစ်ဟေးသာသမီနဲ့မိဘဆိုတာတလုံးဝေးကွာတယ်ကိုကောင်းတဲ့အရာမျိုးမဟုတ်တာအဖေကျမ်းမာရေးကြောင့်အိမ်ခဏပြန်နေဆိုပေမဲ့ညီမတို့မိသားစု၄ယောက်ရဲ့ရှေ့ရေးအတွက်လည်းပါပါတယ်သမီးတွေကအရွယ်ရောက်လာကြပြီအတန်းတွေလည်းမြင့်လာကြပြီသူတို့ရည်မှန်းချက်တွေရည်ရွယ်ချက်တွေနဲ့ညီမတို့အိမ်ရဲ့ဝင်ငွေအချိုးအစားမမျှတာတော့ဘူးလေညီမဘာလို့ဆိုလိုတာလဲအခုတော့နားမလဲတော့သမီးတို့ရဲ့ရှေးရအခုအသက်ရှင်လို့ဒီကာလပတ်လုံးဘာမှပူဇော်အောင်မလို့လားချက်တန်းကျောင်းဆိုတာလေတပ်မတော်အများကြီးပဲအောင်မြင်လိုက်တော့မှကိုနုရှင်ကြီးအများကြီးကိုထွက်တာညီမပြောတယ်ဝင်ငွေနဲ့ထွက်ငွေနဲ့မမျှဘူးဆိုတဲ့အကြောင်းချက်ကတော့မဟုတ်သေးဘူးထင်တယ်ကွာအဖေတယောက်ရဲ့အတွေးနဲ့အမေတယောက်ရဲ့စိတ်ကူးကတော့ဘယ်တူနိုင်မှမလဲကိုဦးရဲ့လူတန်းစိတ်ဆိုတဲ့စကားနဲ့ချိုးချံချွေတာတယ်ဆိုတဲ့စကားကြားမှာကွာဟချက်တွေကအများကြီးပဲလေမိဘအမွေးဆိုတာလေခံစားချိန်တိုင်းခံစားရမှာပဲကျမတို့ဒီသက်တည်ရွယ်မှာချမ်းချမ်းသာသာနေဖို့အတွက်မထိုက်တန်ဘူးလားထိုက်တန်တယ်မဟုတ်ဘူးလားပြောပါဦးဘာမှရဲ့အတွေးနဲ့စိတ်ကူကတော့တော်တော်လေးကြီးရောက်နေတယ်အရင်လိုမျိုးရှိတာလေးနဲ့လှအောင်ဖို့ရတာလေးနဲ့ဝါအောင်စားဆိုတဲ့အစ်စ်နေတယ်အများကြီးကြော်နေပြီပဲကြထားပါလောစံမှာအဖေကျမ်းမာရေးအတွက်ခီးတော့ဖို့တော့ပြင်ဆင်ပါကျန်တာကတော့ကန်စီမန်အတိုင်းဖြစ်လာလိမ့်မယ်ပေါ့ဟုတ်ဘူးလားညီမလူမျိုးပြည်သူချမ်းသာတဲ့ဗရေသမီးတယောက်ကအခုလိုအညာတရာစစ်သားတယောက်ရဲ့ဘဝလေးကိုဝင်လာပြီဒီနေ့ဒီချိန်မှာဗမန်သားကြီးဒုက္ခရောက်တာကြီးအစမပြေတာကြီးနဲ့ကြုံလာခဲ့ရင်အခုတို့ဆက်ပြီးချစ်နိုင်ပါမလားဆိုတော့ကိုယ်စိတ်ကူခက်တာ
သမီးလူရည်ကျွန်းဖြေဖို့အတွက်သူစီတက်တဲ့ချင်တယ်ဆို အဲ့ဒါတခုတည်းအတွက်ရည်ရွယ်တာမဟုတ်ဘူးကိုရဲ့ကလေး10တန်းအထိပါကျမရည်ရွယ်တာမျိုးရဲမှာစာတင်ဝိုင်းနေရှိတယ်လေအဲ့ဒီမှာအားလုံးစုပြီးတင်ကြတာဟိုဂိုက်ဆီယာမလည်းအဲ့ဒီမှာအတူတူနေမှာဘောဓာဆောင်သဘောမျိုးပေါ့ကိုရဲ့ တို့လို့တော့ကွာငါသမီးလိုမျိုးစာတော်တဲ့စာကြိုးစားတဲ့ကလေးတွေတီးတန့်ဆရာမဆိုလို့လားဟိုနေစာရေးစိတ်တရားတွေတပိလာတာဒီမလာကိုဖြစ်နေနော်အဲ့စာကြဝိုင်းနေဆိုတာသမီးတို့စာတော်တဲ့ကလေးတွေကိုစုပြီးတော့နာမည်ကောင်းယူနေတာပါအိမ်မှာနေတဲ့ဒီအချင်းပါပဲသမီးရဲ့ ကိုမလည်းဒီလောက်စိတ်တက်ကြွတဲ့ကလေးစာအုပ်ဒီလောက်မမောတဲ့ကလေးကိုဟိုသူလိုအပ်တာလေးတော့ကျမကတော့မေတယောက်အနေနဲ့လုပ်ပေးချင်တာပေါ့ရှင် သမီးပါတာသမီးအိမ်မှာနေကျောင်းကတင်နေတဲ့အတိုင်းပဲကြက်နေဆိုယုံကြည်မှုမရှိတယ်လို့ဖြစ်နေရဖေဖေ မိမိကိုယ်သာမိမိကိုယ်ွယ်ရပါသမီးမသမီးတပီးတို့ကိုတင်နေတဲ့စာရီရဲ့တင်ရုံညွှန်းတဲ့နေရာကျောင်းပေါ်တစ်မျိုးကျူရှင်ပေါ်တစ်မျိုးတို့လို့ရတဲ့အရာမျိုးမပို့တာသမီးရဲ့ ကိုကျမတို့မိသားစုအခုဖြစ်နေတဲ့ပြဿနာပညာရေးအယူအဆတွေမဟုတ်ဘူးမိသားစုငွေကြေးမလုံလောက်တဲ့ပြဿနာဒါကိုရှင်ရောချုပ်ကိုဖြေရှင်းပေးရမှာမဟုတ်ဘူးလား ဟေးအခုကိုလိုပေးနိုင်တော့အောင်လက်ကုန်မယ်နော်ဒီဝင်ဝင်ဒီလာလာတဲ့ကြော်လွန်ပြီးတော့လှုပ်ချင်တာဖြစ်ချင်တာတွေအားလုံးကတော့တမင်တက်တက်ဖြုံးတီးကိုတက်တက်ပဲ ဟာဖေဖေနဲ့မမေနဲ့ယောက်ျားမအဲ့လိုတင်းတင်းမမိုင်းနေမပြောပါနဲ့တော့အတိအကျပြဿနာသမီးပါသမီးကဖြစ်ချင်တာများနေတာသမီးကစာကြိုးစားရင်နောက်တစ်ချိန်မှာဖေဖေနဲ့မမေတို့အတွက်အထောက်အပံ့ပေးနိုင်မယ်လို့တွေးထားလို့ပါ တားတော့ထွက်ပြီးစိတ်မညစ်ကြနဲ့နော်တားစာမှုကအောင်ရုံးလာပဲလောက်မှာမမစာကြော်ရဲဆိုတော့တားကိုစာပြတင်ပေးမှာပေါ့နော် ကျမကတော့လေကျမသမီး2ယောက်အတွက်လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ရမှာခုချိန်မှာကျမရှင်ကိုဘာမှပြောစရာမရှိတော့ကျောင်းမှာအရင်မစောကြနဲ့နော်ဒီကသမီးရဲ့ရ အန်ဒီမင်္ဂလာပါခင်ဗျမင်္ဂလာပါအန်ဒီ မင်္ဂလာပါရှင်မင်္ဂလာပါကဲသားတို့ကျောင်းမှာလေမမနဲ့ညီမလေးကိုစောင့်ရှောက်ပေးနော် ဟုတ်ကဲ့ပါအန်ဒီစိတ်ချပါခင်ဗျ အေးပါအေးပါခေရသမီးကြီးရ မေမေဖေဖေကိုအပြစ်မမြင်နဲ့နော်ဖေဖေကသမီးကိုအရန်ချစ်တာပါမေမေလည်းဖေဖေပေါ်ချစ်တာရောက်မသွားနဲ့နော် မရော့ပါဘူးသမီးကြီးရေမိမိကလေသမီးဖေဖေကိုသိချစ်တာမိမိဘရောမှလည်းညှို့ညင်မှာမဟုတ်ဘူးမိမိစိတ်ထဲမှာသမီးတို့2ယောက်ရဲ့အနာဂတ်အတွက်ပဲမိမိတေချာစဉ်းစားတာပဲရှိတယ်ငါသမီးစိတ်ထဲမှာဘာမှမထားနဲ့နော် ဟုတ်မယ် ကဲတော့ဟိုမှာကျောင်းကားဆောင်နေပြီ ဟုတ်ကဲ့ကျေးဇူးပါဖေဖေဆုံးပြီဖေ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 မလေးဘုရားမလေးဖေဆုံးသွားပြီတော်ပြီမလေးတမီးတို့ရေတမီးတို့လာတော့လာတော့တမီးတို့ဘိုးကြီးဆုံးသွားပြီတဲ့
ဒီလောက်ဝေးယူ မမေဖေဖူးဖူးရဆုံးသွားပြီရဲ့မမေရှိကိုစာရောက်လာတယ်မမေကလည်းငိုနေပြီးတော့မမေရန်ကုန်လိုက်သွားမှာရဲ့တောင်းညောင်ကခေါ်သွားမှာလာပြောတာပြီးတော့ဖေအိမ်ပြန်လက်ခဲ့အောင်လေနော် ဒီပေါ်လေးနိုင်ဆိုရတဲ့တက်နေမှာဒါနဲ့ဘာဖြစ်လို့သမီးတို့နှစ်ယောက်ဆုံးလိုက်သွားအောင် မမေရဲ့မမေဖွားဖွားကြီးကတောင်းညောင်လုံးမှာလည်းလာခိုင်းတာတော့လည်းမသွားကြမအောင် သမီးဘာလို့မသွားကြရတာလဲ တောင်းသွားလို့ဆိုရင်ဖေးတော့ကြံခဲ့မှာပေါ့ဒါဖေးကိုစိတ်မချဘူး သမီးလေးရဲ့ဒါတော့ဒါပေါ့ကွာဒါပေမဲ့သမီးတို့မမေရဲ့ဆန္ဒကိုလည်းလိုက်ရောရမယ်လေကဲလားအင်းပြန်နော်သမီးစကားနားထောင်နော်ဒီနေ့မှလည်းနော် သမီးလည်းမမေကြီးအစာရချင်းနဲ့သမီးလာမလို့ကြိုးစားနေတော့မှဖေဆုံးသွားတာပါမမေရဲ့သမီးကိုခလို့ပါမမေရဲ့သမီးတောင်းပန်ပါလေနော်မမေနော်သမီးလာချင်တာပေါ့ငါညို့ဆက်သွယ်တယ်လေငါစာရချင်းညီပြပြလွှနဲ့ဘာကိစ္စငါစီကိုမလာခဲ့တာလဲလာစီရမရှိလို့လားညီလင်အညီကိုမလှုပ်လို့လားညီလင်ကိုညီမခွဲနိုင်လို့မအေးတွေကိုပြစ်ထားတာလားပြောစမ်းကြည့်ပြူပြောစမ်းပါသမီးမသိပါဘူးစီစဉ်နေတဲ့အချိန်မှာပဲဖေဆုံးသွားတာပါမမေအဲ့လိုမပြောပါနဲ့ညီလေးတွေအပေါ်တက်ထိုင်လေအပေါ်တက်ထိုင်စမ်းတက်ထိုင်မောက်တက်ထိုင်အခုတက်ထိုင်ထိုင်အဲ့ဒီမှာထိုင်ဒီဖွားဖွားကြီးကညီတို့ရဲ့ဖွားဖွားဆုံးသွားတဲ့ဖွားဖွားကြီးကညီတို့ရဲ့ဖွားဖွားကြီးဒါညီတို့ညီတို့ရဲ့အပေါ်အရင်ခောက်ပါညီတို့ရဲ့ဟဲ့ငါညီနှစ်ယောက်ကိုလေရေမိုးချိုးပေးတေးသေးချာချာဖီးလိန်ပြင်ဆင်ပေးကြားတယ်နော်ငါသူတို့အတွက်ဟိုနေ့ကဝယ်ထားတဲ့အဝတ်စားတွေအခုစင်ပေးသွားတေးချောင်းသွားလုပ်ပေးခေါ်သွားတေးသေးချာချာလုပ်ပေးနော်ငါမြည်တွေကိုမမေသမီးကိုခွင့်လို့ပါမမေသမီးရှိကိုပြီးတောင်းမှာသမီးမိုက်ပြည့်တယ်ခွင့်လို့ပါမမေသမီးတောင်းမှာကိုကျော်မြေလင်းနောက်လိုက်သွားတဲ့သူသမီးကိုစိတ်ဆိုးလိုက်တာများလေတေကနေကြမှာသူသမီးလေးကိုစိတ်ဆိုးပြေတော့တယ်ငါမအေးမတော့ငါသမီးလေးကိုလိုက်ရှာလိုက်ရတာအမောပါပဲအမောပါပဲသမီးကိုခွင့်လို့ပါမမေသမီးကိုခွင့်လို့တ
သမီးအဖေရဲ့ကိစ္စဝိစ္စတွေအားလုံးလည်းပြီးသွားပြီဆိုတော့မေမေတို့မိသားစုရဲ့နောင်ရေးကိုအလေးထားပြီးတော့စဉ်းစားရမယ်အချိန်ကိုရောက်နေပြီသမီးလေးရဲ့အဲ့ဒီတော့တွားလေသူသမီးဖေဖေရဲ့ဆန္ဒရဲ့မိမိရဲ့ဆန္ဒတွေအကောင့်ထဲပေါ်ဖို့အချိန်ရောက်လာပြီသမီးလေးရဲ့သမီးအကိုဆိုတာကလေယောက်ျားလေးလေမအိမ်နားမှာဘယ်နေချင်မှမလဲသူ့ရောက်ခမသူ့မိန်းမနားမှာပဲနေတာပေါ့သမီးရဲ့မမီလိုရင်းပြောရမယ်ဆိုရင်တော့သမီးလေးရဲ့ဟောရီယာညီလေးနှစ်ယောက်ရဲ့မမီနားမှာမမီနေစေချင်တယ်မမေအကူကကိုထုံးကလက်ခံမထင်ဘူးမမေမအေးစကားလေးကိုဆုံးအောင်နားထောင်စမ်းအောင်ညီလင်ထုံးအတွက်လေငါစဉ်းစားထားပါတယ်ထုံးကိုတတ်ထဲကနေထွက်ခိုင်းလိုက်ငါစီကိုခေါ်လိုက်တတ်ထဲတမက်လို့ငါစီမာလေယောက်ျားလေးဦးဆောင်ပြီးလုံနိုင်တဲ့အလုပ်တွေအများကြီးရှိပါတယ်သမီးရဲ့ညီတို့တခါတည်းနဲ့ကြီးပွားသွားမှာနော်ကိုထုံးကိုတက်ကထွက်ခိုင်းလို့မရတော့ဘူးထင်တယ်ရှင်တော်ရက်ဆက်တာပဲမိမနဲ့သမီးနဲ့ရောက်ကောင်းစားဖို့အတွက်ရှက်စိတ်ဆန္ဒတွေကိုရှင်မစောင့်နိုင်ဘူးလားကိုထုံးရဲ့ညီလင်ရလေငွေဆိုတဲ့နတ်ဖျားနဲ့မတွေ့သေးလို့ပါလေ မမေကအခုရှင်ကိုတက်ကထွက်ခိုင်းနေတာလေတက်ကထွက်ပြီးလို့ရှိရင်မိသားစုရှေ့ရေးအတွက်အပြင်မှာစီးပွားရေးလုပ်ဖို့ပြောနေတာရှင်တောင်းနားမလဲဘူးလားအားချင်တော့မှန်တယ် ရှင်ရလေအယူမတကယ်အယူစစ် ငွေနဲ့ရတဲ့အခါမှာသူတွေကပြောလို့သွားတတ်ကြတယ်တခါမှမအော်ဟစ်ခဲ့ဘူးတဲ့လေသားတော့ဟောလားဟေတော့ရုပ် ဒါတွေထားလိုက်ပါတော့အခုအန်တီပြောချင်တာကကျွန်တော်တက်ကမထွက်နိုင်ဘူးကျွန်တော်တက်ကထွက်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်